ဝဲဩကလမ်းပြောက်ခြင်းအကြောင်းလမ်းလျှောက်ရင်စဉ်းစားရင်လမ်းလျှောက်လမ်းပြောက်ခဲ့အကြိမ်ကြိမ်ဟောဒီလမ်းဟာတနေရာရာကိုရောက်မဲ့လမ်းတစ်လမ်းဖြစ်ခြင်းဖြစ်မယ်ဘယ်ကိုမှမရောက်တဲ့လမ်းတစ်လမ်းလည်းဖြစ်နိုင်ရဲ့ဆက်သွားကိုကိုမျောလင့်မနေသူတွေရဲ့အထိတ်တလန့်မျက်လုံးတွေရှိရစေဆက်သွားအနာဂတ်ပြစ္ဆုတ်ပံအတိတ်စိတ်စေတသိက်ရုပ်မြဲစုပ်ထားပြုတ်ကျသွားမယ်နော်ဘဝတွေကိုတဲဆောင်ခဲ့တဲ့ဘတ်စကားမှတ်တိုင်များစွာလွန်မြောက်ခဲ့ဆက်သွားခရီးဆုံးပူတာနီးပြီလားနိုင်များဖြောင်းပြန်လည်နေရဲ့တရဖူမဂ္ဂဇင်း3/2001ပိုင်းဆိုဝေးကြပြဖောင်းချုပ်စာအုပ်မှာ